စိတ်ကောင်းနှလုံးကောင်းရှိပြီးစိတ်ထားမြင့်မြတ်တဲ့သူတွေမှာတွေ့မြင်ရတဲ့အချက်10ချက်နံပါတ်1သူတစ်ပါးအပေါ်မှာသနာကျင်နာမှုရှိခြင်းအခြားသူတွေရဲ့အခက်အခဲကိုနားလည်ပြီးကူညီပေးခြင်းတဲ့စိတ်ရှိတယ်နံပါတ်2အမှန်တရားကိုတန်ဖိုးထားခြင်းလိမ်ညာခြင်းမရှိဘဲအမှန်ကိုပဲပြောတတ်တယ်နံပါတ်3မိမိအကျိုးထက်အများအကျိုးကိုစဉ်းစားခြင်းကိုယ်တိုင်အကျိုးမရှိတော့လဲအများအတွက်ကောင်းမယ်ဆိုရင်လှုပ်ဆောင်တတ်တယ်နံပါတ်4ခွင့်လွတ်နိုင်စွမ်းရှိခြင်းကိုထိခိုက်စေမဲ့သူကိုတောင်အညှိုးမထားဘဲခွင့်လွတ်တတ်တယ်နံပါတ်5အကျင့်စရိတ်တကောင်းမွန်ခြင်းနေ့စဉ်ဘဝမှာလည်းအပြုအမူအပြောအဆိုစနစ်တကျရှိတတ်တယ်နံပါတ်6အတုယူရလောက်အောင်သဘောထားရှိခြင်းအခြားသူတွေကလည်းလေးစားလိုက်နာခြင်းအောင်ပြုမှုနေထိုင်တတ်တယ်နံပါတ်9အာယုံခံစားမှုတည်ငြိမ်ခြင်းစိတ်ရှည်ပြီးစိတ်ကိုထိန်းချုပ်နိုင်တယ်နံပါတ်10မိမိကိုမမြောက်ပင့်ခြင်းကိုယ့်ရဲ့ကောင်းမှုတွေကိုကြွားဝါခြင်းမလုပ်ဘဲတိတ်တိတ်ဆိတ်ဆိတ်လှုပ်ဆောင်တတ်တယ်နံပါတ်9အခြားသူအောင်မြင်မှုကိုဝမ်းသာနိုင်ခြင်းမနာလိုခြင်းမရှိဘဲအခြားသူအောင်မြင်မှုကိုလည်းဝမ်းသာတတ်တယ်နံပါတ်10လူမှုရေးတာဝန်ယူမှုရှိခြင်းလူအဖွဲ့အစည်းအတွက်ကောင်းရာကောင်းကြောင်းတွေကိုစိတ်ပါဝင်စားပြီးပါဝင်လှုပ်ဆောင်တတ်တယ်ဒီထဲမှာကိုရောဘယ်နှချက်ပါဝင်လဲခင်ဗျ